မန်းဝင်ပလွေလိုက်ခံများရဲ့မူလအစနဲ့ဖြစ်ရများလူနဲ့သားရဲတို့ရဲ့ပေါင်းဆက်ခြင်းပုံမြင်တွေဟာဟိုးရှိတုန်းကတည်းကနိုင်ငံလူမျိုးနဲ့ယဉ်ကျေးမှုပေါ်မှာလိုက်ပြီးအမျိုးမျိုးရှိခဲ့တာပါလူသားတစ်ယောက်ရဲ့ဉာဏ်ပညာနဲ့ခွန်အားကြီးရဲ့တော်ရိုင်းတရိษံတို့ရဲ့အချိုးကျကျပေါင်းဆက်မှုဟာကြောက်စရာဇလံတွေအများကြီးကိုဖန်တီးနိုင်စွမ်းရှိပါတယ်လူသားတွေရဲ့ဝန်ပလေအိမ်မက်ဟာသွေးဆုပ်ဖုတ်ကောင်တွေထက်ပိုရှိကြခဲ့ပါတယ်လူတွေအိမ်မက်မှတ်ခဲ့တဲ့မျိုးဆက်သားရိုင်းတွေကတကောင်ဟာတမန်ဝင်ပလေတွေပါလူတစ်ပိုင်းသားရိုင်းတစ်ပိုင်းတတဝါတွေဟာအကြောက်တရားနဲ့ဆွဲဆောင်မှုရှိခြင်းတို့ရောနေတာအသေးအချာပါပဲတမန်ဝင်ပလေတွေဟာဘလို့သမိုင်းကြောင်းတွေကနေပေါ်ပေါက်လာခဲ့ကြတယ်လေဆိုတာအကျဉ်းချုပ်ဖော်ပြပေးလိုက်ပါတယ်ပထမဆုံးတော့လူကနေဝင်ပလေတကောင်အဖြစ်ကိုပြောင်းလဲနိုင်သူကတော့ BC 2000ခန့်ကတည်းက Gilgamesh ရဲ့စွန့်စားခန်းများ The Epic of Gilgamesh မှာပါဝင်ခဲ့ပါတယ်Gilgamesh သည် Hercules နဲ့ Samson တို့လိုဒဏ္ဍာရီလာသူရဲကောင်းဖြစ်ပြီး Sumerian စစ်ဘုရင်ဖြစ်ပါတယ်သူဟာအရှတာနှစ်ဖျားမှာမွေးဖွားခြင်းချစ်ချင်းတို့ရဲ့ဘုရင်မရဲ့ချီးမြှောက်မှုကိုညှင်းပယ်ခဲ့သူပါဘာလို့လဲဆိုတော့နတ်ဖျားမဟာသူမကိုပိုးပန်းသူတွေကိုအရင်လုံနေကြအတိုင်းလှုပ်လိုက်မှာကိုကြောက်ပြီးဝင်ပလီကနေလူအဖြစ်ကိုပြန်မပြောင်းနိုင်မှာကိုစိုးရင်လို့ဖြစ်ပါတယ်လိုက်ခံတမန်ဝင်ပလီဆိုတဲ့ဝေါ်ဝါရဟာဂတိဌာနကြီးတွေကလိုက်ခါအောင်ဇက်ကောင်ကနေဆင်းသက်လာခဲ့တာပါလိုက်ခါအောင်ဆိုတာနတ်ဖျားတို့ရဲ့ဘုရင်နမင်းကြီးဇူးကိုတော်မှာသူ့နန်းတော်မှာဧည့်သည်အဖြစ်လက်ခံခွင့်ရတဲ့ဂုံတူးဆောင်ဘုရင်တစ်ပါးပါသူဟာလူအသားကိုစားလိုတဲ့အပြင်လူအသားနဲ့ဇူးနမင်းကိုပူဇော်လိုတဲ့အကြံလေးရှိခဲ့ပါတယ်ဇူးကသူ့ရဲ့လူသားစားလိုမှုနဲ့သူ့ကိုပူဇော်ခြင်းနာတွေကိုလှစ်လူရှုခဲ့ပါတယ်ဒါအပြင်လူသားစားမဲ့သူဟာသူနဲ့လိုက်ဖက်တဲ့ပုံစံနဲ့ဖြစ်တဲ့နေဆိုပြီးလိုက်ခါအောင်တဲ့သူ့သားတွေအားလုံးကိုဝင်ပလေအဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်ရှေးခရီးသမိုင်းပညာရှင်ဟီရိုဒိုတက်စ်ပြောတဲ့ဇလန်တစ်ခုရှိပါသေးတယ်သူဟာကမ္ဘာသမိုင်းတို့ရဲ့ဖခင်လို့ဒီနေ့ခေတ်ပညာရှင်တွေကြားမှာသတ်မှတ်ခံထားရသူပါသူပြောတဲ့ဇလန်ကတော့ Scythian လို့ခေါ်တဲ့လူမျိုးစုအကြောင်းဖြစ်ပြီးနိုးရီလို့အသိများကြပါတယ်သူတို့ဟာနာရူးမြင်နာမှာနေထိုင်ကြသူတွေဖြစ်ပြီးယခုလက်ရှိဆိုရင်တော့ပိုလန်နိုင်ငံမှာပါဒန်နာယီဇလန်အရနိုးရီလူမျိုးစုတွေဟာတစ်နှစ်မှာတစ်ခါဝင်ပလေတွေအဖြစ်ကိုပြောင်းလဲသွားပြီးဝင်ပလေဘဝနဲ့ရက်တော်ကြာနေထိုင်ကြတယ်လို့ဆိုပါတယ်ဟီရိုဒိုတက်စ်ကိုရိုင်းကသူဟာယုံတန်းစကားတွေကိုအယုံအကြည်မရှိပေမဲ့ဒေသခံတွေကိုရိုင်းကအဲ့ဒါဟာအမှန်ဖြစ်တယ်လို့ကြိမ်ဆိုခဲ့ကြောင်းထုတ်ပေါ်ရေးသားခဲ့မှုပါတယ်ရှေးဟန်ဂရီနဲ့ရောမလူမျိုးတွေဟာဝင်ပလေတွေဟာလာပြည့်နေညတွေမှာသာဥတက်ကြတယ်လို့ယုံကြည်ကြပါတယ်ဒီယုံကြည်မှုတွေအပေါ်မှာသက်သေတွေပြခဲ့ပြီးဖြစ်ပေမဲ့တမန်ဝင်ပလေတွေပုံမြင်ပေါ်မှာလွှမ်းမိုးမှုရှိနေစေပါတမန်ဝင်ပလေပုံမြင်တွေဟာအလေခေတ်တွေမှာအမှန်တကယ်ဆိုတဲ့ပုံမျိုးတွေဖြစ်လာခဲ့ပါတယ်ဥရောပထိပြန့်နှံ့ခဲ့ပြီးဝင်ပလေတွေအဖြစ်ပြောင်းလဲသွားတဲ့အမျိုးသားတွေရဲ့ယုံတန်းစကားတွေဟာပြည်သူလူထုကိုကြောက်ရွံ့စေခဲ့ပါတယ်တမန်ဝင်ပလေတွေကိုအမဲလိုက်တဲ့အဖွဲ့တွေတောင်ပေါ်လာခဲ့ကြပါသေးတယ်ဆုံးလို့ဆွဆွဲခံရတဲ့အမျိုးသမီးတွေကိုကွက်မြတ်တယ်လို့မျိုးအမျိုးသားတွေဟာလည်းတမန်ဝင်ပလေလို့ဆွဆွဲခံရရင်ကွက်မြတ်ပြစ်လိုက်ကြတာပါပဲဆုံးတွေလိုပဲတမန်ဝင်ပလေတွေကိုမကောင်းဆိုးဝါးတွေနဲ့ပေါင်းတင်နေလို့ယုံကြည်ကြတယ်လို့ဆွဆွဲခံရတဲ့သူတွေကိုလည်းလူသားစားမှုတရိษံများတပ်ဖြတ်မှုကလေးတွေကိုပြန်ပေးဆွဲတပ်ဖြတ်မှုလို့နဲ့တရားစွဲကြပါတယ်တမန်ဝင်ပလေလို့ဆွဆွဲခံရတဲ့သူတွေကအိမ်နီးနာချင်းများဆိုင်ရာအာဏာပိုင်တွေရဲ့တပ်တေခံထွက်ဆိုချက်တွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်ဆွဆွဲခံရတဲ့သူအများစုကတဖုံးစားများရသေးများနဲ့ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်ကြပါတယ်ဆုံးလို့ဆွဆွဲခံရတဲ့အမျိုးသမီးတွေကိုမိရှုတတ်တာကအလေခေတ်လူအဖွဲ့အစည်းရဲ့ဗယံပဓာနိုင်မှုကိုဖော်ပြနေတယ်လို့တမန်ဝင်ပလေလို့ဆွဆွဲခံရမှုတွေဟာလည်းအကြောက်တရားနဲ့တန်တရားတွေကိုထင်ဟပ်စေတာပါပဲဒါပေမဲ့ဆုံးလို့ဆွဆွဲခံရတာပိုများပါတယ်တဲ့တမန်ဝင်ပလေဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးအကြော်ကြားဆုံးဖြစ်ရပ်ကတော့16ရာစုမှာဂျာမနီနိုင်ငံဘတ်ဘာမြို့မှာလယ်သမားတစ်ယောက်ဖြစ်တဲ့ပီတာစတက်ဘီအကြောင်းပဲဖြစ်ပါတယ်သူဟာဝင်ပလေပုံစံနဲ့ပြစ်မှုတွေကိုကျူးလွန်ခဲ့ကြောင်းတန်တရားဖြစ်စရာတွေအများကြီးရှိခဲ့ပေမဲ့တကယ်ကိုကြောက်စရာကောင်းတဲ့ပြစ်မှုတွေကိုကျူးလွန်ခဲ့ကြောင်းဝန်ခံခဲ့သူပါသူအမှုတွေမှာပျောက်ဆုံးမှုများရက်ဆက်စွာတပ်ဖြတ်မှုများပါဝင်နေခဲ့ပါတယ်မြို့ပြင်မှာတရိษံအသေးတွေကိုတွေ့ရှိခဲ့ပြီးတမျိုးလုံးကိုကြောက်လန့်စေခဲ့ပါတယ်နောက်ပိုင်းမှာတော့အမျိုးသမီးတွေနဲ့ကလေးတွေပါပျောက်ဆုံးခဲ့ကြတာပါလူသက်သမားဟာနေဘက်မှာလူအဖြစ်လျှောက်သွားနေပြီးညဘက်မှာဝင်းပလီတကောင်အဖြစ်ပြောင်းလဲသွားတယ်လို့မြို့သားတွေကယုံကြည်ကြပါတယ်
ပီတာစတက်ပီဟာသူ့အတိုင်းဝိုင်းမှာလေးစားခံရတဲ့သူတဦးပါသူဟာသူ့သားတွေနဲ့အတူချမ်းသာတဲ့လေသမားဘဝကိုရရှိထားပြီးသူ့သားတစ်ယောက်ကိုတော့သူကိုယ်တိုင်ပဲတပ်ပစ်ခဲ့တာဖြစ်ပါတယ်ပီတာစတက်ပီဟာညအချိန်မှာအေယာမဝင်ပလီကြီးတစ်ကောင်အဖြစ်ကိုပြောင်းလဲသွားပြီးပြစ်မှုတွေကိုကျူးလွန်ခဲ့တယ်လို့သူကိုယ်တိုင်ဆိုခဲ့ပါတယ်သူအသက်12နှစ်မှာရရှိခဲ့တဲ့မော်ကဘတ်တစ်ခုကနေဒီစွမ်းအားကိုရရှိခဲ့တာလို့လည်းပြောခဲ့ပါတယ်ခတ်တာကအဲ့ဒီကပတ်ကိုအခုချိန်ထိဘသူကမှမမြင်ဘူးခဲ့တာပါပဲသူဟာ1589မှာအရှင်လက်လက်ဦးကောင်းပြတ်ကြတဲ့အထိလဲနဲ့ဆွဲပြီးကွက်မြက်ခံခဲ့ရပါတယ်သူ့အလောင်းကိုတော့စက်တိုင်မှာမီးတင်ရှို့ခဲ့ကြပါတယ်တဲ့နောက်ထပ်လူသိများတဲ့တမန်ဝင်ပလီဖြစ်ရတစ်ခုကတော့18ရာစုအက်စတိုနီးယားမှာပါတမန်ဝင်ပလီဆိုပြီးစီရင်ခံခဲ့ရတဲ့18နှစ်အရွယ်ကောင်းလေးတစ်ယောက်အကြောင်းပေါ့သူ့နာမည်ကဟန်ဖြစ်ပါတယ်သူဟာဝင်ပလီပုံစံနဲ့အမဲလိုက်ခြင်းကိုဝန်ခံခဲ့တယ်လို့သူဟာတကိုယ်လုံးအနက်ရောင်ဖြစ်နေတဲ့လူတစ်ယောက်ကကြိုက်တာခံခဲ့ရပြီးနောက်2နှစ်အကြာမှာတမန်ဝင်ပလီဘဝကိုရခဲ့တယ်လို့ဝန်ခံထားပါတယ်တရားသူကြီးကဟန်ကိုဝင်ပလီအဖြစ်ပြောင်းလဲသွားချိန်မှာလူလိုစိတ်ပဲလားဒါမှမဟုတ်တားရဲလိုအယိုင်းစိတ်လားဆိုတဲ့မိကွန်းအပါအဝင်ထူးခြားတဲ့မိကွန်းပေါင်းများစွာကိုမေးခဲ့ပါတယ်နောက်တော့ဟန်သည်အောက်လန်းပညာနဲ့ပါဝင်ပတ်သက်မှုရှိကြောင်းနဲ့အပြစ်ရှိသူဖြစ်ကြောင်းကိုဆုံးဖြတ်ခဲ့ပါတယ်သူဟာလူတက်မှုကျူးလွန်ကြောင်းသက်သေမရှိပေမဲ့ကွက်မြက်ခံခဲ့ရပါတယ်ဟန်ဟာဆွဆွဲချက်တွေကိုခြေဖြတ်ဖို့အတွက်ဘာတစ်ခုမှလုပ်ခဲ့တာမရှိတာကတော့တန်တရားဖြစ်စေရပါဝင်မခံခဲ့ရင်နှိပ်စက်ခံရမှာကိုကြောက်ခဲ့တာလည်းဖြစ်နိုင်ပါတယ်ထို့အချိန်ကအက်စတိုနီးယားမှာအယူသီးမှုများပြားပြီးတမန်ဝင်ပလီနဲ့စုံအတက်များကိုဆွဆွဲမှုများကပိုအဖြစ်များခဲ့ပါတယ်တမန်ဝင်ပလီနဲ့တွေးဆုပ်ဖို့ကောင်ဟာဆက်ဆက်နေကြပါတယ်သူတို့နှမျိုးလုံးကိုရှီညွန်းတဲ့ဝေါ်ဝါရာကိုအရှိဥရောပမှာတွင်တွင်ကြဲကြဲသုံးခဲ့ကြပါတယ် Vakodlak, Vikodlak, Vikoslat တို့လူမျိုးပေါ့လေတမန်ဝင်ပလီလို့ဆွဆွဲခံရတဲ့သူတွေကစိတ်ယောဂအပါအဝင်တခြားယောဂတစ်ခုခုခံစားနေရတာဖြစ်နိုင်ပြီးအလေခေတ်ဆေးပညာကအထူးတလဲအဆင့်မြင့်ခဲ့တာမဟုတ်ပါဘူးသူတို့ဟာခွေးယူပြန်ယောဂခံစားနေရတာဖြစ်နိုင်ကြောင်းလည်းသုံးသပ်ခဲ့ပါတယ်ထိုယောဂရဲ့ပြရုပ်တွေဖြစ်တဲ့ရန်လိုခြင်းအဖျားတက်ခြင်းအမြင်မားခြင်းနဲ့တောက်ပသောအလင်းရောင်နဲ့ရေတို့ကိုတုတ်ပြန်မှုဆိုးဝါးတာတွေကတမန်ဝင်ပလီတွေနဲ့တွေးဆုပ်ဖို့ကောင်းဇလန်းတွေကိုထင်ရောင်ထင်မှားဖြစ်စေခဲ့ပြီးလွှမ်းမိုးခဲ့တာဖြစ်မယ်လို့ဆိုကြပါတယ်ဘလို့ပဲဖြစ်ဖြစ်တမန်ဝင်ပလီရဲ့ဇလန်းဟာရှေးခေတ်ဘေဘီလုံကနေခေတ်သစ်ရုပ်ရှင်တွေထဲထိရောက်ရှိနေခဲ့တာတော့အမှန်ပါပဲလူတွေရဲ့သမိုင်းကြောင်းနဲ့အတူစိတ်ကူးရင်နိုင်စွမ်းတဲ့ခေတ်အဆက်ဆက်ရဲ့အကြောက်တရားတုတွေဟာဒီလူတွေကိုယ်တိုင်ပဲလုပ်ယူခဲ့ကြတာပါဒီဖန်တီးထားတဲ့အကြောက်တရားကိုပဲလူတွေကသူရဲကောင်းတွေထပ်ဖန်တီးပြီးစိတ်ကူးထိရင်ကြပါလိမ့်မယ်နောက်ကြတော့နောက်ထပ်အကြောက်တရားတစ်ခုအသစ်ထပ်ဖန်တီးအောင်မှာပေါ့လေတချို့သူတွေကလည်းတမန်ဝင်ပလီတွေဟာတကယ်ကိုရှိနေစေလို့ယုံကြည်နေကြတော့ပါပဲမိတ်ဆွေရောဘလို့မှတ်ချက်မျိုးပေးချင်ပါသလဲ